မင်္ဂလာပါစေချစ်တို့ရေဒီနေ့ဘာဟင်းချက်စားကြမလဲဆိုတော့ကြည့်ကြရအောင်နော်ဒီနေ့ချက်သားမွန်းကြော်လေးကြော်စားကြမယ်နောက်ပြီးတော့ပဲချာဆန်နဲ့ဒန်းထုံရွက်လေးချက်ဟင်းချိုလေးချက်စားကြမှာပေါ့နော်ကဲချစ်တို့ရေစားပြီးတော့ကြော်ချက်ကြရအောင်အရင်ဦးဆုံးချက်သွန်နေလေးတားမယ်နော်စီလေးပူလာပြီးဆိုတော့စမြမုတ်နည်းနည်းထည့်မယ်ပြီးရင်ချက်သွန်နေလေးပြန်တားမယ်ချက်သွန်နေလေးကိုပဲကြဆန်ထဲမှာထည့်ဖို့ပေါ့နော်ကျူးကျူးရွရွလေးပြန်ကြော်ထားမယ်ချက်သွန်နေလေးအယောင်လေးစမ်းလာပြီးကျိုးလာတဲ့အထိကြော်ထားကြမယ်နော်ချစ်တို့ရေချက်သွန်နေလေးအယောင်စမ်းလာပြီးကျိုးလာပြီးဆိုတော့ဆက်ထုတ်လိုက်မယ်နော်ဒီစောနာချက်သွန်နေလေးကြော်ထားတဲ့အိုးမှာပဲချက်သွန်ဖြူရယ်ဗါတဲ့ချင်းရယ်မြုပ်ဒီစိရယ်ပြန်ကြော်မယ်နော်ဒါကြတော့ချက်သားမွန်လေးပြန်ကြော်ကြမှာပေါ့နော်ချက်သားကိုအရင်ပြုတ်ထားပါတယ်ဖြူရယ်ချင်းရယ်မြုပ်ဒီစိရယ်အယောင်လေးနန်းလာတဲ့အထိအနံ့လေးမွေးလာတဲ့အထိကြော်ထားမယ်နော်ချက်သွန်ဖြူမြုပ်ဒီစိရယ်ချင်းရယ်အနံ့လေးမွေးလာပြီးရောင်ပန်းလာပြီးဆိုတော့နွန်ထားတဲ့ချက်သားပြန်ထည့်ကြော်မယ်မြင်းချင်းချင်းလေးနဲ့ငလဲခဏလေးထည့်ကြော်လိုက်မယ်နော်ဒီရေချက်သားလေးအနံ့လေးမွေးလာပြီဆိုတော့ခရူးစီရယ်ပဲစီရယ်အပန်းမုံရယ်အချုံမုံနည်းနည်းရောထားတာလေးပြန်ထည့်မယ်မင်းကြီးချင်းလေးနဲ့ခဏလေးပြန်ကြော်လိုက်မှာပေါ့နော်ပြီးရင်စောက်လူရွက်ပြန်ထည့်မယ်ခဏအောင်မွေလိုက်မယ်ချစ်တို့ရေချက်တမ်းဝင်ကြော်ပေးရပြီဒီလောက်လေးပါရပါပြီနော်နောက်ပဲကြဆန်ဟင်းလေးချက်စားကြပြန်ချက်ကြမယ်ချစ်တို့ရေပဲကြဆန်လေးချက်ဖို့အတွက်ရေနွေးလေးတက်ထားတာစုလာပြီဆိုတော့ခေါနော့တုံးလေးတစ်ခုထည့်မယ်နော်အသားမုတ်တုံးလေးပေါ့နော်ပြီးရင်ငရုတ်ဒီဓာတ်ပြရိုက်ထားတာငရုတ်
ဟိုကျက်သုံးဖြူတစ်ပြက်ရတာနဲ့ရုပ်ကောင်းလေးပြန်ထည့်မယ်နော်ခဏလေးအယောင်ပြောင်းအောင်ဒီနွေးလေးဆိုပြီးအယောင်ပြောင်းအောင်တက်ထားလိုက်မယ်နော်ကဲချစ်တို့ရေဆိုတော့တက်ထားတဲ့ယူနိုလေးပပဆူလာပြီဆိုတော့ပဲဝါလေးထဲမယ်နော်ပဲဝါလေးညကတဲ့ကပြုတ်ထားပါတယ်စင်အချိန်သိမရတာနဲ့ညကတဲ့ကပြုတ်ထားတာပါနော်ပြီးရင်ကြာဆန်လေးပြန်ထည့်မယ်နော်ကြာဆန်လေးကိုလည်း9မိနစ်လောက်စိတ်ထားပါတယ်ဒီလိုကြာဆန်လေးထည့်မယ်နော်ဒီနေ့ကကြတော့ကြက်သားမွန်လေးနဲ့ပဲကြာဆန်ဒန်တလုံးရွက်ပါစင်ဒန်တလုံးရွက်ဟင်းချို့ပေါ့နော်ဒီဟင်းတွေမှာဆိုလို့ဒီပဲကြာဆန်ဟင်းချို့မှာလေငယ်ငယ်တော့ဆိုအဖေချက်ကြွေတာစားဘူးတယ်အဖေကချက်ဟင်းချက်ကောင်းတာလေအဲ့ဒါပွဲတွေဆိုဘာမှမရှိတဲ့ချိန်ဆိုပဲကြာဆန်လေးနဲ့ကြက်ဥကြော်လေးနဲ့ချက်စားဖြစ်ပြီးချက်စားဖြစ်တယ်အဲ့ဒါကိုငယ်ဘွားတတိယပြီးတော့ချက်တာပေါ့နော်စားချင်းစပွဲကောင်းလဲပဲကြဆန်ပေါ့နော်ကြည့်ကြပါအောင်စင်ချက်တော့ရေအရသာလေးမြင်မှာပေါ့နော်ဘာတွေများလို့လဲပဲကြဆန်လေးပွားလေးဆူလာပြီးဆိုတော့ဒန်တလုံးရွက်ပြန်ထဲတော့မယ်ဒီဒန်တလုံးရွက်ရလေတော်တော်လေးကြိုက်တယ်ချစ်တော့ကြိုက်ကြလားမသိဘူးဒီမှာတော့ဒန်တလုံးဒီတို့ဒန်တလုံးရွက်တို့အရန်ကြိုက်တာဒီဒန်တလုံးရွက်ကိုလည်းဟိုပါတယ်ငပိရတိုးစရာတိုးစားလို့စင်လဲစားလို့ကောင်းပါတယ်စင်ကဲဒန်တလုံးရွက်လေးထည့်ပြီးခဏလေးဆိုရပြီနော်ဒန်တလုံးရွက်ဟာကြပါဦးချစ်တို့ရေစားချင်းစပေါ်လေးနော်ပဲချာဆန်ဒန်တလုံးရွက်ဟင်းချိုလေးပါဒန်တလုံးရွက်လဲရပြီဆိုတော့စောနာကြော်ထားတဲ့ကျက်သွန်နီလေးပြန်ထည့်မယ်နော်စောနာကျက်သွန်နီစီကျက်လေးပြန်ထည့်မယ်ဒီလောက်ပါပဲချစ်တို့ရေစားချင်းစပွဲကောင်းတဲ့ပဲချာဆန်ဒန်တလုံးရွက်လေးပါစားကြပါဦးစင်ကဲချစ်တို့ရေဟင်းလေးရပြီပဲချာဆန်ဒန်တလုံးရွက်ဟင်းချုပ်လေးရေနောက်ပြီးတော့ကြက်သားနှွင်ကြော်လေးရေပူပူနွေးနွေးလေးပါစင်ချစ်တို့ရေကျမရေလက်ကျူးဆက်ကြအောင်နော် channel လေးကိုလည်း like subscribe လေးမလုပ်ရသေးတဲ့ကလစ်ကတွေစီလို့ရှိရင်လည်း click တော့ပေးကြပါအောင်လို့တောင်းဆိုပါရစေစင်ချစ်တို့ရေလာချနော်ထမင်းစားတော့မယ်ဗတ်လေးလဲစားလာပြီဆိုတော့ထမင်းတွေအတူတူစားကြရအောင်နောက်နေ့မှပြန်ဆုပ်ကြမယ်နော်ချစ်တို့နော်အားလုံးကိုကျေးဇူးတင်ပါတယ်စင်အတန်လေးကိုလည်းသိခံပြီးနားထောင်ပေးကြပါအောင်နော်ချစ်တို့နော်အားလုံးချစ်တယ်ဘိုင်ဘိုင်